ဒီဇလန်ဟာဂီကူဂျဲကျူဆိုတဲ့အလုတ်လက်မဲ့ကောင်လေးတစ်ယောက်နဲ့စတင်ခဲ့ပါတယ်။သူဟာအရာအားလုံးမှာညံ့ဖျင်းပေမဲ့တခုလေးသောထူးချွန်တဲ့အရာကတော့အယုတ်နိုင်ဆက် War Machine ကိုကျွမ်းကျင်စွာထိန်းချုပ်နိုင်တာပါပဲ။ဘယ်ဆက်ကမဆိုစုလက်မှန်သမျှကိုသူနိုင်ယူနိုင်ပေမဲ့တကယ်လက်တွေ့ဘဝမှာတော့ဒီထူးခြားတဲ့အရေးချင်းကသူ့အတွက်တိတ်ပြီးအသုံးမဝင်လှပါဘူး။ဒါကြောင့်နေ့စဉ်ဘဝကိုညှိငွေ့လာတဲ့အတွက်သူဟာအလုတ်ကနေနားဖို့ဆုံးဖြတ်လိုက်ပြီးနောက်တစ်နေ့မှာပဲအလုတ်ထွက်စာတင်လိုက်ပါတယ်။အဲ့ဒီညမှာပဲသူ့ရဲ့တိုက်ခန်းအောက်ထပ်ကိုအိမ်နီးချင်းအစ်စ်တွေပြောင်းလာကြပါတယ်။အိမ်ပြန်လမ်းမှာသူ့ရဲ့အိမ်နီးချင်းအစ်စ်လေးကိုသူတွေ့လိုက်ရပြီးသူမရဲ့နူးညံ့သိမ်မွေ့တဲ့အပြုအမူတွေကိုမြင်လိုက်ရတဲ့အခါသူဟာတစ်ဖက်သက်ဆွဲလန်းနှစ်သက်သွားပါတော့တယ်။ဒါဟာမြင်မြင်ချင်းအချစ် love at first sight ဖြစ်ပေမဲ့တခါမှဒီလိုမျိုးမခံစားဘူးတဲ့အတွက်သူဘာလို့ရမှန်းမသိဖြစ်နေခဲ့ပါတယ်။သူ့ရဲ့တငယ်ချင်းဖြစ်သူကတော့အိမ်နီးချင်းတွေဖြစ်နေတာကိုအခွင့်ကောင်းယူပြီးသူမနဲ့နီးစပ်အောင်စူးစမ်းဖို့တိုက်တွန်းပါတယ်။တညမှာအရက်တောက်ပြီးအပြန်ဓာတ်လေကားစီးတဲ့အခါဓာတ်လေကားကသူ့နေတဲ့အထက်ထက်တစ်ထက်လျော့ပြီးရက်သွားပါတယ်။အဲ့ဒီမှာသူ့အိမ်နီးချင်းမလေးနဲ့တွေ့ဆုံခဲ့ပေမဲ့သူမဟာအရင်ကနဲ့မတူပဲလုံးဝကွဲပြားခြားနားတဲ့လူတစ်ယောက်လိုဖြစ်နေပါတယ်။သူမဟာအော်ဟစ်ဆဲဆိုပြီးယူသွသူတစ်ယောက်လိုပြုမှုနေတာကြောင့်ဂီကူကကိုကာကွယ်တဲ့အနေနဲ့သူမကိုခေါင်းနဲ့တိုက်လိုက်ပါတယ်။နောက်တစ်နေ့မှာတော့သူမအလုပ်လုပ်တဲ့မုံတိုက်ကိုဂီကူရောက်သွားပြီးသူမနာမည်ကဆောင်းရီစုံရီဆိုတာသိလိုက်ရပါတယ်။သူမကိုမြင်မြင်ချင်းမှာပဲမင်းညကခေါင်းနဲ့တိုက်ခဲ့မိတာကြောင့်သူမစိတ်ဆိုးနေမှာကိုကြောက်ပြီးမုံကိုယူကာအမြန်ပြေးထွက်ခဲ့ပါတယ်။ဒါပေမဲ့ဆောင်းရီကသူ့နောက်ကိုလိုက်လာပြီးအိမ်ကြီးချင်းအစ်စ်အဖြစ်လက်ဆောင်လာပေးတဲ့အခါမှာတော့သူအရန်စဝေစွာဖြစ်သွားပါတယ်။ဘာကြောင့်လဲဆိုတော့သူမဟာသူသဘောကျရတဲ့အရင်လိုချိုတာနူးညံ့တဲ့မိန်းကလေးဖြစ်ပြန်ပြောင်းလဲနေလို့ပါပဲ။မိုးလင်းခါနီးအချိန်မှာသူမကိုအပြင်မှာတွေ့လိုက်ရတာကြောင့်ဂီကူကနွားနို့ဝဲတယ်လို့အကြောင်းပြချက်ပေးပြီးစကားပြောဖို့ကြိုးစားပါတယ်။ဒါပေမဲ့သူအောက်ဆင်းသွားတဲ့အခါသူမကမရှိတော့ပဲလမ်းပေါ်မှာလူကြီးတစ်ယောက်နဲ့ရန်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီလူကြီးကသူမကိုအနိုင်ကျင့်နေတဲ့ကာမရမ်းမတ်ကြီးသူတစ်ယောက်လို့ဂီကူကထင်လိုက်ပေမဲ့တကယ်တော့အဲ့ဒီလူကြီးဟာဆောင်းရီရဲ့အဖေဖြစ်နေပါတယ်။ဂီကူကအကျိုးအကြောင်းရှင်းပြပြီးတောင်းပန်လိုက်တဲ့အခါအဖေဖြစ်သူကငါသမီးနဲ့အရင်ကတွေ့ဘူးလားလို့မေးပါတယ်။ဂီကူကမတွေ့ဘူးပါဘူးလို့ညင်းလိုက်ပေမဲ့ဆောင်းရီကသူ့ကိုဓာတ်လေကားတဲ့ကလူအဖြစ်မှတ်မိသွားပြီးသူ့ကိုစတင်တိုက်ခိုက်ပါတော့တယ်။ဒါကြောင့်အဖေဖြစ်သူကဂီကူကိုအရာအလုံးကိုမေ့ပစ်ဖို့နဲ့တယောက်နဲ့တယောက်မသိသလိုနေကြဖို့တောင်းပန်ပါတယ်။ဂီကူလည်းဘာတွေဖြစ်နေမှန်းနားမလည်တာကြောင့်သဘောတူလိုက်ပါတယ်။နောက်ရက်တွေမှာဆောင်းရီနဲ့တွေ့တဲ့အခါသူမကအရန်ကိုယဉ်ကျေးပြူငါနေပြန်ပါတယ်။ဂီကူကတော့ဒါကိုနားမလည်နိုင်အောင်ဖြစ်နေရပါတယ်။ဘာလို့လဲဆိုတော့နေ့ဘက်မှာချိုတာပြီးညဘက်မှာတော့ယူသွနေတဲ့သူလိုဖြစ်နေလို့ပါပဲ။စူးစမ်းလို့စိတ်ကြောင့်ညဘက်မှာသူမနောက်ကိုတိတ်တဆိတ်လိုက်ချောင်းကြည့်တဲ့အခါအဖေဖြစ်သူကသူမကိုသမီးလို့မခေါ်ပဲရိုးတေးတေးဖော်မော်စကားပြောနေတာကိုတွေ့လိုက်ရပါတယ်။နာရီနှိမ့်ငယ်ကြာပြီးနောက်ဆောင်းရီအိပ်ပျော်သွားတဲ့အခါအဖေဖြစ်သူကသူမကိုကြောပိုးပြီးအိမ်ပြန်ဖို့ကြိုးစားပေမဲ့အသက်ကြီးပြီဖြစ်ဒါကြောင့်ကြွက်တက်ပြီးလဲကျလူနီးပါဖြစ်သွားပါတယ်။အနီးနားမှာရှိတဲ့ဂီကူကအချိန်မီကူညီပြီးသူမကိုပွေ့ချီပေးလိုက်ပါတယ်။နောက်တစ်နေ့မှာတော့အဖေဖြစ်သူဆေးရုံတက်လိုက်ရပါတယ်။အဖေဖြစ်သူကဂီကူကိုသူတို့ကိုလိုက်ချောင်းတဲ့အတွက်တစ်တန်အနေနဲ့သူ့သမီးကိုစောင့်ရှောက်ပေးဖို့ခိုင်းပါတယ်။ဂီကူရဲ့ကိုရေးရာဇဝင်တွေကိုကြည့်လိုက်တဲ့အခါသူဟာအားကစားပွဲရထားသူဖြစ်ပြီးဘာသာရပ်တော်တော်များများမှာကျွမ်းကျင်တာကြောင့်ဆောင်းရီကိုစောင့်ရှောက်ဖို့အရေးချင်းပြည့်မိတယ်လို့ယူဆလိုက်ပါတယ်။ဂီကူကဘာလို့စောင့်ရှောက်ရမှာလဲလို့မေးတဲ့အခါအဖေဖြစ်သူကအမှန်တရားကိုရှင်းပြပါတော့တယ်။ဆောင်းရီဟာစိတ်ဝေဒနာရှင်မဟုတ်ပဲမိစ္ဆာတန်းမှာတကောင်ပူးကတ်ခံထားရတာဖြစ်ပါတယ်။နေ့တိုင်းမနက်2 နာရီမှာအဲ့ဒီမိစ္ဆာကဆောင်းရီရဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်ပြီး2 နာရီကြာအောင်အပြင်ထွက်လက်လျှောက်တတ်ပါတယ်။ဂီကူကအစမှာမယုံပေမဲ့သူကြုံခဲ့ရတာတွေကိုပြန်စဉ်းစားကြည့်တဲ့အခါဒါကတခုလေးသောရှင်းပြချက်ဖြစ်တယ်ဆိုတာသဘောပေါက်သွားပါတယ်။ဒါဟာမျိုးရိုးစဉ်ဆက်ဆင်းသက်လာတဲ့ကျင်းစာတစ်ခုဖြစ်ပြီးမိသားစုဝင်တွေကညဘက်မှာသူမကိုလိုက်ဆောက်ရှောက်ပေးရတာဖြစ်ကြောင်းဆောင်းရီကိုယ်တိုင်ကတော့နိုးလာတဲ့အခါဘာမှမမှတ်မိတာကြောင့်ဒါကိုမသိကြောင်းအဖေဖြစ်သူကပြောပြပါတယ်။ဂီကူရဲ့တာဝန်ကတော့ဆောင်းရီထွက်မပြေးအောင်နဲ့သူမရဲ့ခန္ဓာကိုယ်ကိုထိခိုက်မှုမရှိအောင်စောင့်ရှောက်ဖို့ပါပဲ။ဂီကူကတာဝန်ကိုလက်ခံလိုက်ပါတယ်။ဒါပေမဲ့ညရောက်လို့ပူးကတ်နေတဲ့မိစ္ဆာနဲ့တွေ့တဲ့အခါအဲ့ဒီမိစ္ဆာကသူဟာအရန်စွမ်းအားကြီးကြောင်းနဲ့လူတွေရဲ့စိတ်ထဲကိုမြင်နိုင်စွမ်းရှိကြောင်းပြောပါတယ်။ဂီကူဟာကြောက်လန့်ပြီးအလုတ်ထွက်ချင်ပေမဲ့အဖေဖြစ်သူကသူနေကောင်းလာတဲ့အထိတီးခံပေးဖို့နဲ့အလုတ်လက်မဲ့မဖြစ်ရလေအောင်သူ့မုံတိုက်မှာအလုတ်ခံပေးမယ်လို့ပြောပါတယ်။ဆောင်းရီကဘာမှမမှတ်မိပေမဲ့သူမကိုယ်ထဲကမိစ္ဆာကတော့နေ့ဘက်မှာဖြစ်သမျှကိုအကုန်မှတ်မိနေပြီးဂီကူကိုညဘက်မှာလှောင်ပြောင်တတ်ပါတယ်။တခါမှာတော့မိစ္ဆာကဂီကူကိုနင့်ကိုငါသဘောကျတယ်လို့ဝန်ခံပါတယ်။ဂီကူကအဖေဖြစ်သူရဲ့တတိပေးချက်မိစ္ဆာကလက်ကွက်တွေတုံးတက်တယ်ဆိုတာအကြောင်းမယုံပါဘူး။အဲ့ဒီအချိန်မှာပဲမိစ္ဆာကသူမရဲ့မကောင်းမှုတွေကိုလုပ်ဖို့တတိယသွားပြီးစတိုးဆိုင်ကိုသွားကဗနီလာကိတ် chiffon cakes တွေအကုန်လုံးကိုဝယ်ပစ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့ဒီကိတ်ကိုပဲကြိုက်တဲ့တခြားမိန်းကလေးတစ်ယောက်ကိုမစားစေချင်လို့ပါပဲ။ပြီးတော့ဝယ်ထားတဲ့ကိတ်တွေကိုလည်းသူမစားပဲလွှင့်ပစ်လိုက်ပါတယ်။ဂီကူကဘာလို့ဆောင်းရီရဲ့ကိုယ်ထဲကိုဝင်နေတာလဲလို့မေးတဲ့အခါမိစ္ဆာကအတိတ်တုန်းကဆောင်းရီရဲ့ဘွားအေကသူ့ကိုရိုက်နှက်ခဲ့တာကြောင့်ဒီမိသားစုကိုကျိန်စာတိုက်ခဲ့တာလို့ပြောပါတယ်။ဂီကူကဒါကိုအတိတ်ပဲမရှိဘူးလို့ပြောလိုက်တဲ့အခါမိစ္ဆာကဒေါသထွက်ပြီးပစ္စည်းတွေကိုရိုက်ခွဲကသူမကိုအကြောက်လန့်မရှိနာခံဖို့ချင်းချောက်ပါတယ်။နောက်ပိုင်းမှာဂီကူဟာဆောင်းရီရဲ့ပင်ကိုစရိုက်နှမျိုးကြားမှာနေသားမကျဖြစ်နေပေမဲ့ညဘက်ဆိုရင်သူမခိုင်းတာမှန်သမျှကိုလုပ်ပေးရင်းအတူတူအချိန်ဖြုံးလာကြတဲ့အတွက်တယောက်နဲ့တယောက်ပိုပြီးရင်းနှီးလာကြပါတယ်။ဒါပေမဲ့ဂီကူကဆောင်းရီအတွက်စိတ်မကောင်းဖြစ်တာကြောင့်မိစ္ဆာကိုနှင်ထုတ်ဖို့ exorcism မကြိုးစားဘူးလားလို့အဖေဖြစ်သူရဲ့သူမကိုမေးကြည့်ပါတယ်။သူမကတော့အချိန်ချင်းကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ကြောင်းနဲ့အဲ့ဒီမိစ္ဆာဟာလောင်ကစားဝါသနာပါတဲ့ဆယ်ကျော်သက်လေးတစ်ယောက်လိုပဲလို့ပြောပြပါတယ်။ညရောက်တဲ့အခါဂီကူကမိစ္ဆာကိုအယုတ်နိုင်ဆက်နဲ့လောင်းကြီးထပ်ဖို့ကမ်းလှမ်းပါတယ်။အကယ်၍သူနိုင်ရင်မိစ္ဆာကသူမရဲ့ကိုယ်ထဲကနေထွက်သွားမဲ့နီလန်းကိုပြောပြရမယ်လို့သဘောတူညီမှုယူလိုက်ပါတယ်။မိစ္ဆာကဂီကူနိုင်မှာမဟုတ်ဘူးလို့ထင်ပြီးလက်ခံလိုက်ပါတယ်။ဒီနေရာမှာတော့ဂီကူရဲ့တခုလေသောအရေးချင်းဟာလက်တွေ့ဘဝမှာပထမဆုံးအကြိမ်အသုံးဝင်လာပါတော့တယ်။
ဂီကူးနိုင်သွားတဲ့အခါမိစ္ဆာကဂတိအတိုင်းနီလန်းကိုပြောပြပါတယ်။အဲ့ဒါကတော့မိစ္ဆာရဲ့နာမည်ကို၃ချိန်တိုင်ခေါ်ပြီးဆောင်ရည်ရဲ့ခန္ဓာကိုယ်ကနေထွက်သွားဖို့အမိန့်ပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့အဓိကပြဿနာကတော့အဲ့ဒီမိစ္ဆာရဲ့နာမည်ကိုသိဖို့ပဲဖြစ်ပါတယ်။နောက်တစ်နေ့မှာတော့ဂီကူးတို့ဟာမှုတ်သွားပို့ရင်းနဲ့လမ်းမှာအရန်ထူးဆန်းတဲ့လူတစ်ယောက်နဲ့တိုက်မိသွားပါတော့တယ်။ထူးဆန်းတဲ့လူကဆောင်ရည်ကိုကြည့်ပြီးတခုခုထူးဆန်းနေတယ်လို့သတိထားမိသွားပေမဲ့ဂီကူးကတောင်းပန်စကားဆိုပြီးသူ့လမ်းသူသွားဖို့ပြောလိုက်ပါတယ်။နောက်ပိုင်းမှာဆောင်ရည်နဲ့သူမကိုယ်တည်းကမိစ္ဆာဟာအကြိုက်ချင်းလုံးဝမတူတာကိုသိလာရပါတယ်။ဥပမာအားဖြင့်ဆောင်ရည်ကချောကလက်မင့်ချောက်ခါမင့်အရသာကိုကြိုက်ပေမဲ့မိစ္ဆာကတော့အဲ့ဒီအရသာကိုအလွန်မုန်းတီးပါတယ်။တညမှာတော့လူတစ်ယောက်ဟန်မြစ်ထဲခုန်ချဖို့စူးစမ်းနေတာကိုတွေ့ရပါတယ်။ရဲတွေကသူ့ကိုပြန်စဉ်းစားဖို့ဖြောင်းဖြနေစင်မှာပဲဆောင်ရည်ကပြေးလာပြီးဒုက္ခတွေထပ်မခံစားရအောင်အခုပဲချက်ချင်းခုန်ချလိုက်တော့လို့ပြောပါတယ်။ဂီကူးကရောက်လာပြီးသူမကိုထိန်းဖို့စူးစမ်းပေမဲ့သူမကစိတ်ဆိုးသွားပြီးပြစ်ဒဏ်အနေနဲ့မြစ်ထဲကိုခုန်ချလိုက်ပါတယ်။ဂီကူးလည်းမတွေးဝံ့စရာတွေဖြစ်မှာစိုးလို့သူမကိုကယ်ဖို့မြစ်ထဲခုန်ဆင်းသွားပေမဲ့သူကရေမကူးတတ်ပါဘူး။နောက်ဆုံးမှာတော့မိသက်သမားတွေကဂီကူးကိုကယ်လိုက်ရပါတယ်ဆောင်ရီကိုလည်းကယ်နိုင်ဖို့သူမျှော်လင့်နေပေမဲ့တကယ်တော့ဆောင်ရီကရေကူးအလွန်တော်သူဖြစ်ပြီးဟန်မြစ်ကိုလက်ပြကူးစတိုင်နဲ့ကူးဖြတ်သွားနိုင်ခဲ့ပါတယ်။ဒါကိုမြင်တော့ခုံချမဲ့လူကလည်းစိတ်ပြောင်းသွားပြီးဘဝကိုစက်တိုက်ပွဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်နေ့မှာဆောင်ရီဟန်မြစ်ကိုကူးဖြတ်နိုင်ခဲ့တာကြောင့်တရင်ထဲမှာပါလာပါတယ်။ဒါကိုအဖေဖြစ်သူကစိတ်ဆိုးပေမဲ့သမီးဖြစ်သူစိတ်မပူအောင်ဟန်ဆောင်နေကြရပါတယ်။ဆောင်ရီရဲ့အိမ်မက်ကပြင်သစ်ကိုသွားပြီးမုတ်ဖုတ်ပညာသင်ဖို့ဖြစ်ပေမဲ့မိစ္ဆာကြောင့်အမြဲတမ်းရွှေ့ဆိုင်ခဲ့ရကြောင်းဝမ်းကွဲမလေးကဂီကူးကိုပြောပြပါတယ်။တညမှာတော့ဂီကူးကမိစ္ဆာနဲ့စကားပြောချင်ပေမဲ့မိစ္ဆာထွက်မလာပဲအိမ်မပျော်တဲ့ဆောင်ရီပဲထွက်လာပါတယ်။သူတို့နှစ်ယောက်လမ်းလျှောက်ထွက်ကြပြီးဆောင်ရီကဒီနေ့ဟာသူမအမေဆုံးနဲ့နှစ်ပတ်လည်ဖြစ်လို့အိမ်မပျော်တာဖြစ်ကြောင်းပြောပြပါတယ်။သူတို့ရုပ်ရှင်ရုံကိုရောက်သွားပြီးအချစ်ကားကြည့်ကြပါတယ်။ဂီကူးကအယမ်းရင်ခုန်နေပြီးဆောင်ရီကသူ့လက်ကိုကိုင်းလိုက်ပါတယ်။ဒါပေမဲ့သူကပြန်ဆုပ်ကိုင်ဖို့ကြိုးစားတဲ့အခါမှာတော့ဒါဟာမိစ္ဆာကသူ့ခံစားချက်ကိုစမ်းသပ်ဖို့ဟန်ဆောင်နေတာဖြစ်နေပါတယ်။ဂီကူးဟာဆောင်ရီကိုတကယ်ချစ်နေမိပြဒီဆိုတာသိသွားပြီးမိစ္ဆာကိုအပေးယူတစ်ခုလုပ်ပါတယ်။အဲ့ဒါကတော့သူကဆောင်ရီကိုပျော်ရွှင်အောင်ထားပေးမယ်ဆောင်ရီပျော်ရွှင်လေးမိစ္ဆာပူးကတ်တဲ့အချိန်ရောနေသွားလေးဖြစ်ရမယ်လို့ကန့်လန့်ပါတယ်။မိစ္ဆာကပင်လယ်ကိုသွားချင်တယ်လို့ပြောတာကြောင့်ဆောင်ရီကိုခေါ်သွားပါတယ်။ပင်လယ်မှာဆောင်ရီငိုနေပေမဲ့တကယ်ငိုနေတာကမိစ္ဆာဖြစ်နေပါတယ်။ညဘက်မှာမိစ္ဆာကအမိုက်ပုံထဲမှာအိုးတစ်လုံးကိုလိုက်ရှာနေပါတယ်။ခီးစဉ်ကိုသဘောကျလို့မိစ္ဆာကပူးကတ်ချိန်9မိနစ်ရောပေးပါတယ်။ဂီကူးကမတရားဘူးလို့ပြောပြီးဆောင်ရီရဲ့ခန္ဓာကိုယ်ကိုထိခိုက်အောင်လုပ်မယ်လို့ချင်းချောက်လိုက်တဲ့အခါမိစ္ဆာကထွက်ပြေးပြီးမော်ကျိုးတားထားတဲ့လမ်းကြားတစ်ခုထဲရောက်သွားပါတယ်။ဂီကူးကကူညီပေးပြီးသူမကိုပြောအောင်ပို့ကြိုးစားပါမယ်လို့ကတိပေးပါတယ်။နောက်ရက်တွေမှာသူတို့တရံပိုလင်း trampoline ခုံတာတွေရုပ်ခပေးတဲ့ဥယျာဉ်သွားတာတွေလုပ်ကြပါတယ်။မိစ္ဆာကသူမရဲ့တကယ်ရုပ်တွင်ကအခုထက်အစပေါင်းတရာပိုလှတယ်လို့ပြောပါတယ်။ဂီကူးကမိစ္ဆာကိုပျော်အောင်ထားနိုင်တာကြောင့်ပူးကတ်ချိန်မိနစ်30ထိရော့သွားပါတယ်။ဒါကိုဝမ်းကွဲမလေးကသိတော့သူမလည်းကူညီခြင်းလို့ဆောင်ရီကိုပါတီပွဲခေါ်သွားပါတယ်။အဲ့ဒီမှာထူးဆန်းတဲ့လူတစ်ယောက်ကဆောင်ရီကိုခေါ်သွားဖို့ကြိုးစားပေမဲ့ဂီကူးကရောက်လာပြီးသူဟာဆောင်ရီရဲ့ချစ်သူဖြစ်ကြောင်းပြောကာကွယ်ပေးပါတယ်။နောက်ပိုင်းမှာအဲ့ဒီလူဟာနတ်ဆရာတစ်ယောက်ဖြစ်ပြီးဆောင်ရီကိုယ်ထဲကမိစ္ဆာကိုနှင်ထုတ်ပေးဖို့ကန့်လန့်ပါတယ်။ဒါပေမဲ့ဂီကူးကမိစ္ဆာနဲ့ကတိရှိထားတာကြောင့်ငင်းပယ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီနတ်ဆရာကလူလိမ်မဟုတ်ပဲတကယ်စွမ်းအားရှိသူဖြစ်နေပါတယ်။သူကဆောင်ရီကိုဖမ်းဆီးသွားပြီးလက်ွယ်ညမှာအားနဲ့နေတဲ့မိစ္ဆာကိုနှင်ထုတ်ဖို့ကြိုးစားပါတယ်။ဂီကူးကလိုက်သွားပြီးသူ့ရဲ့အားကစားကျွမ်းကျင်မှုဝလုံးရိုက်ချက်နဲ့နတ်ဆရာကိုအနိုင်ယူကာဆောင်ရီကိုကယ်တင်ခဲ့ပါတယ်။အိမ်ပြန်လမ်းမှာမိစ္ဆာကအမှန်တရားကိုဖွင့်ဟပါတယ်။သူမဟာတကယ်တော့မိစ္ဆာမဟုတ်ပဲဆင်းရဲတဲ့ရွာကမိန်းကလေးတစ်ယောက်ရဲ့ဝိညာဉ်ဖြစ်ကြောင်းရွာရဲ့ကန့်ဆိုးမှုတွေကိုဖယ်ရှားဖို့ရပူဇော်ခံခဲ့ရသူဖြစ်ကြောင်းပြောပြပါတယ်။မိသားစုတစုကတနာလို့သူမရဲ့အယိုးပြကိုအိုးထဲထည့်မြုပ်ပေးခဲ့ပြီးအနှစ်တရားပြည့်ရင်ကျွတ်လွတ်မှာဖြစ်ပေမဲ့ဆောင်ရီရဲ့ဖွားအေကအိုးကိုဖွင့်ပြီးအကျွင်းကြံတွေကိုလွှင့်ပစ်ခဲ့လို့ကျင်းစာတိုက်ခဲ့တာဖြစ်ပါတယ်။သူမဟာအားနည်းတဲ့ဝိညာဉ်ဖြစ်လို့နှင်ထုတ်မခံရအောင်မိစ္ဆာအယောင်ဆောင်နေခဲ့တာပါ။အခုတော့သူမဟာအိုးထဲမှာမရှိတာအနှစ်100နီးပါးဖြစ်လာပြီဖြစ်လို့ဝိညာဉ်ဟာပျောက်ကွယ်တော့မှာဖြစ်ပါတယ်။ဒါကိုတားဆီးဖို့ကမူလအိုးထဲကိုပြန်ဝင်ပြီးနောက်ထပ်အနှစ်50ဆောင်ရမှာဖြစ်ပေမဲ့အိုးကမရှိတော့ပါဘူး။ဂီကူးကလက်မလျှော့ပဲကျင်းစာဆက်တင်ခဲ့တဲ့အိမ်ဟောင်းကိုသွားပြီးခြံထဲမှာမြေလန့်ရှာပါတယ်။နောက်ဆုံးမှာတော့ငှက်ကလေးတစ်ကောင်ရဲ့အကူအညီနဲ့အိုးကိုပြန်ရှာတွေ့ခဲ့ပါတယ်။ဝိညာဉ်မလေးပြောက်ွယ်တော့မဲ့အချိန်မှာဂီကူးကအိုးကိုယူပြီးရောက်လာပါတယ်။သူကအိုးကိုတစ်သက်လုံးဆောက်ရှောက်ပါမယ်လို့ကတိပေးပြီးဝိညာဉ်မလေးကိုအိုးထဲဝင်စေပါတယ်။ဝိညာဉ်မလေးကစိတ်လှုပ်ရှားစွာနဲ့ငိုပြီးသူမရဲ့တကယ်နာမည်ကမွန်ရန်မြင့်နေဖြစ်ကြောင်းပြောပြကာဂီကူးကိုဖတ်ပြီးကျေးဇူးတင်စကားဆိုပါတယ်။မွန်ရန်ထွက်သွားပြီးနောက်ဆောင်ရီဟာပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်။ဆောင်ရီကသူမအိမ်မက်တိုင်းပြင်သစ်ကိုပညာသင်သွားပါတယ်။အဖေဖြစ်သူလည်းသမီးကိုစောက်ရှောက်ရတဲ့တာဝန်ကနေလွတ်မြောက်သွားပါတယ်။ဂီကူးကတော့သူ့ရဲ့ဝါသနာအသစ်ကိုရှာတွေ့ခဲ့ပါတယ်။နှစ်အနည်းငယ်ကြာပြီးနောက်ဆောင်ရီပြန်လာတဲ့အခါသူမလည်းဂီကူးကိုချစ်နေခဲ့ကြောင်းသိရပါတယ်။အရင်ကရုပ်ရှင်ရုံမှာလက်ကင်ခဲ့တာဟာမိစ္ဆာမဟုတ်ပဲသူမကိုယ်တိုင်ဖြစ်ပါတယ်။ဂီကူးကလည်းမွန်ရန်ရဲ့အိုးကိုကောင်းမွန်စွာစောက်ရှောက်ထားရင်းသူတို့နှစ်ယောက်ပျော်ရွှင်စွာပေါင်းဖက်သွားကြပါတော့တယ်။